အားလုံးပဲမင်္ဂလာပါရှင် Our Victory YouTube Channel မှာပြန်လည်ကြိုဆိုပါရရှင်ကျမကတော့ဖြိုးဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ဆရာမင်းလူရေးသားထားတဲ့ဂန်းခေါ်နီဝတ္ထုကိုအပိုင်း7အနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ဂန်းခေါ်နီအပိုင်း7စာမေးပွဲကိုအားလုံးကြိုးကြိုးစားစားဖြေကြသည်ဖြေနိုင်သည်ဟုလည်းထင်ကြသည်အောင်နာတော့အောင်မှာပဲအမှတ်တော့တိတ်ကောင်းမှာမဟုတ်ဘူးဟုကျော်စင်ဦးကပြောသည်ကျန်တဲ့လူတွေကလည်းငါတို့လည်းဒီတိုင်းပဲဟုပြောကြသည်ခင်မေတင်းကတော့ငါကတင်ချာကိုတိတ်ကြောက်တာတင်ချာဖြစ်မဲ့နေရလေမေကွန်းစာပဲယူကြည့်တဲ့အချိန်မှာလက်တွေတောင်တုံနေဒါပေမဲ့မေကွန်းတွေကစိုးချစ်တွက်ပြဘူးတဲ့ပု္ပ္ပာတွေကြီးဖြစ်နေလို့ဖြေနိုင်သွားတာဟာစိုးချစ်ကတော့ငါရဲ့ကက်တင်ရှင်ပါပဲဟုဆိုသည်ဝိုင်းဝိုင်းကအေးနေရတော့တသက်လုံးစိုးချစ်ကိုပဲအားကိုးသွားရမှာပဲဟုပြောတော့စိုးချစ်ကမျက်နှာထားတီတီကြီးနှင့်ဝိုင်းဝိုင်းကိုကြည့်သည်နင်ကရောဘသူ့ကိုအားကိုးမှာလဲကျော်စင်ဦးကဝင်မေးရာဝိုင်းဝိုင်းကဘသူ့အားကိုးရမှာလဲကိုပဲအားကိုးမှာပေါ့ဩမသိပါဘူးခိုကိုရမဲနေတော့ငါ့ကိုပြောနော်အားမနာနဲ့ဆိုသဖြင့်ဝိုင်းဝိုင်းကသူ့ကြောကိုထုသေးသည်မင်းတီဟာကတော့နမ်းမွေးကိုကြည့်ပြီးဟဲဟုရည်နေ၏စိုးချစ်သည်ရေရင်းဖောင်ပေါ်မှထိုင်နေသည်မေရီယောင်ပြန်အလာကိုစောင့်နေခြင်းဖြစ်၏ရှက်အင်းကြီးအိတ်ထဲမှာတော့စားတစ်စောင်ရှိနေသည်သူသည်ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပြီးသားဖြစ်၏ခင်မေတင့်ကိုပန်းလေးတစ်ပွင့်ပေးုံနဲ့သစ္စာဆောင်သိရမယ်ဆိုရင်တဘာဝမကြမေရီအောင်ကလည်းသူ့အပေါ်လက်ခံနိုင်သောအခြေအနေရှိသည်ဟုယူဆရသည်ထို့ကြောင့်မေရီအောင်ကိုစားတစ်ဆောင်ပေးမည်ဟုစဉ်းစားခဲ့ခြင်းဖြစ်၏ခင်မေတိဘက်ကမျောလင့်နေတာတော့ရှိသည်နောက်မှပဲတငယ်ချင်းတွေကတဆင့်အတိပေးလိုက်မည်ဟုစိတ်ကူးသည်ဒီလိုဖြစ်လာလျင်ခင်မေတင်းတော့တော်တော်စိတ်မကောင်းဖြစ်မှာပဲဟုတွေးမိသောအခါနည်းနည်းတွေးဝေသွား၏ခင်မေတင်းကိုသူမချစ်နိုင်တာတော့မှန်သည်တို့ရာတွင်ငငယ်ကလေးကခင်မင်လာသောတန်ရောစင်ကားတော့ရှိနေသေးသည်လုံးဝပြစ်ခါခါပြက်တောက်ပြောပြစ်လှုပ်ပြစ်ဖို့တော့နည်းနည်းခတ်တာအမှန်ပဲဖြစ်၏တခုရှိပြန်တာကခင်မေတင်းကိုငဲလိုက်လျင်မေရီအောင်ကိုလက်လွှတ်ရမည်ဒါမျိုးတော့အဖြစ်မခံနိုင်ဘာပဲဖြစ်မေရီအောင်လာလျင်စာကိုပေးဖြစ်အောင်ပေးဖို့တော့ဆုံးဖြတ်ပြီးသားတို့ရာတွင်သူနှင့်မေရီအောင်တို့၏ဖူးစာသည်အထစ်ထစ်အငေါ့ငေါ့အခက်ခဲရှိနေဟန်တူသည်ထိုနေ့ကမေရီအောင်ရောက်မလာခဲ့တနင်္ဂနွေနေ့တိုင်းလမ်းလျှောက်ထွက်နေကြဈေးကိုဝင်ပြီးဒီလမ်းအတိုင်းပြန်လာနေကြဒီနေ့မှဘာဖြစ်လို့မလာသလဲမသိနေတော်မြင့်သည့်အထိသူစောင့်နေသည်လာမဲလာတော့မေရီအောင်မဟုတ်ကျော်စင်ဦးနှင့်မင်းတီဟာတို့ဖြစ်နေ၏အမေကြပြဆရာကြီးကဒီမှာလာပြီးစိတ်ကူးရှင်နေတာကိုကဲလာဟစ်ကောင်လိုက်ခဲ့ဘယ်ကိုလိုက်ရမှာလဲကွငါတို့ပိုက်ကြော်ချင်းခတ်ဖို့ချိန်နာတာကွအဲ့ဒါလူလိုနေလို့တန်းဦးကဘာဖြစ်လို့လဲမနေ့ကပြောတော့ဒီကောင်ပါမယ်ဆိုအဲ့ဒါပြောတာပေါ့ကွာဒီကောင်ထုံးစံအတိုင်းပဲမနေ့ကတော့ဒီနေ့ပွဲမှာဘလို့ကစားလိုက်မယ်ဘာညာနဲ့သူထွင်ထားတဲ့စာပင်ပေးနည်းဆိုတာတော့နမူနာပြသွားသေးတယ်ဒီမနက်သွားလဲခေါ်ရောညကအလဲလွန်ပြီးညနေမှပြန်ရောက်လို့သူ့အဖေကဒီမနက်ဘဲမှမထွက်ရဘူးလို့အမိန့်ထုတ်ထားလို့တဲ့ကွာအဲ့ဒါကြောင့်တန်းဦးအစဝင်ပါပေးဖို့မင်းကိုလိုက်ရှာတာဟာငါမသိမကြွမ်းကျင်တာလူမစုံလို့အရှုံးပေးရတာထက်ဆိုင်တော်သေးတာပေါ့ကွာနောက်ပြီးမင်းကချင်းလုံးထိန်းတာတော့ကောင်းပါတယ်ဒါပါကွာဟိကောင်ကျော်စင်ဦးကအတင်းဆွဲခေါ်သဖြင့်ကန့်လန့်ပါသွားသည်ခလန်းလန်းအရောက်မှနောက်ပြန်လှည့်ကြည့်လိုက်တော့ဒီဘက်ကိုရှောက်လာနေသောမေရီအောင်ကိုတွေးလိုက်ရလေသည်ပိုက်ကြော်ချင်းပွဲကမထင်မှတ်ပဲပွဲကြီးပွဲကောင်းဖြစ်သွား၏စိုးချစ်သည်တိတ်တော်လှတာမဟုတ်တော့လေတစ်ဖက်ကရိုက်ချသောခတ်ချက်တွေကိုစဲတင်ရမှာတော့အားကိုရသည်နှစ်ဖက်ချေရင်ညီနေသောကြောင့်အကျိတ်အနယ်ကစားကြရသည်သုံးပွဲကစားရာတပွဲကိုအတော်ကြာအောင်ကစားကြရ၏
တပွဲစီနိုင်ပြီးနောက်ဆုံးမှာရေကုန်ရေခမ်းကစားကြရသည်သူတို့ဘက်ကရှုံးလူလူဖြစ်နေပြီးမှစိုးချစ်ကဲလိုက်သောချင်းတလုံးကြောင့်တတရာရသွားပြီးနောက်ဆုံးမှာတမတ်သေးဖြင့်ကပ်ပြီးနိုင်လိုက်သည်ကျော်စင်ဦးတို့မှာပြီးခဲ့သောချိန်ပွဲနှစ်ကြိမ်ဆက်တိုက်ရှုံးခဲ့ပြီးခုမှနိုင်သဖြင့်ဝမ်းသာအားရဖြစ်နေကြသည်စိုးချစ်ကိုခောက်ဆွဲကြော်ဝဲကျွေးသည်လက်ဖက်ရည်တိုက်သည်မနက်ကပင်ပန်းသွားသောကြောင့်လားမသိစိုးချစ်အစောကြီးအိတ်ချင်လာသဖြင့်ည9 နာရီမထိုးခင်မှပင်အိပ်ရာထဲဝင်ခဲ့သည်မိကနေအိပ်ပျော်သွားစဉ်အိမ်မက်မှတ်သည်အိမ်မက်ထဲမှာသူကမေရီအောင်ကိုစာပေးသည်မေရီအောင်ကမယူဘဲရဲနေသည်စိုးချစ်မလုံးမလဲဖြစ်ပြီးခွေးချီတွေဘာတွေနင်းလာမိသလားဟုငုံကြည့်သည်ထိုခိုက်မှပင်နောက်မှကွယ်ပြီးပုံနေသောခင်မေတင်းကမေရီအောင်၏ဂျိုင်းကြားမှသူ့လက်ကိုရှို့ထုတ်၍စာကိုစက်ခနဲဆွဲယူပြီးပြေးထွက်သွားသည်စိုးချစ်ဖြတ်ခနဲလက်နိုးလာသည်ခုမှတတိယ၏မေရီအောင်ကိုပေးမိစာကရှက်အင်းကြီးထဲမှဒီအတိုင်းရှိနေသေးသည်အမားတွေနှမတွေကသူ့အိယာကမနိုးခင်ဝက်လက်စအင်းကြီးကိုလာယူပြီးလျှော်တတ်သည်စာကိုသူတို့တွေ့သွားလျင်ရှုပ်ကုန်မည်ထို့ကြောင့်အိယာမှလူးလဲထလိုက်၏ထိုင်ကုန်ကြောမိမှချိတ်ထားသောအင်းကြီးအိတ်ထဲကဆွဲထုတ်သည်9ချက်တန်1ရွက်တစ်ချက်တန်2ရွက်3ရွက်အကျွေးစိတ်အနှဲငယ်သာလက်ထဲပါလာသည်စာအိတ်ကိုမတွေ့ရတော့သူစိုးရိမ်သွားသည်အမားတွေနှမတွေများနှိုက်သွားသလားမဖြစ်နိုင်ဒီအင်းကြီးကိုသူအိတ်ခန့်ဒီကြမှချွတ်လိုက်တာညာကြီးမင်းကြီးတော့အခန်းထဲဘသူမှဝင်မှာမဟုတ်ဖြစ်နိုင်တာတွေစဉ်းစားကြည့်သည်မနက်ကပိုက်ကြော်ချင်းခတ်နေစဉ်အင်းကြီးချွတ်ပြီးတိုင်မှချိတ်ထားသည်လေးတိုက်ပြီးလွင့်သွားလို့ပြန်ကောက်ပြီးချိတ်လိုက်ရတာမှတ်မိသည်အဲ့ဒီမှာပဲထွက်ကြသလားနာယီကိုကြည့်တော့ည7 နာရီခွဲလက်နှိပ်ထမ်းပြီးယူပြီးထွက်လာခဲ့သည်ပိုက်ကြော်ချင်းခတ်တဲ့ကွင်းထဲမှာဓာတ်မီးထိုးပြီးရှာသည်မတွေ့ဟေ့ဘသူလဲကွဘာလုပ်နေရလဲကွင်းဆက်နာရှိအိတ်တအိမ်မှာလူကြီးတယောက်ကလှမ်းအော်မေးသည်ကျွန်တော်ပါဦးလေးစိုးချစ်ပါအော်ညစ်နှံ့နေမှာကွာဘာလာရှာရလဲဟိုဒီကျွန်တော်မနက်ကချင်းခတ်ရင်ပတ်စံကြပြောက်သလားလို့ဟာမင်းတို့ပွဲပြီးတော့ကလေးတွေစက်ခတ်ကြသေးတာပဲပတ်စံကြပြောက်လဲဘဲတွေးတော့မလဲကွစိုးချစ်လက်လျှော့ပြီးအိမ်ပြန်လာခဲ့ရသည်အိမ်ရောက်မှနောက်တစ်ချက်စဉ်းစားမိပြန်၏ပိုက်ကြော်ချင်းခတ်ပြီးအပြန်မှာကျော်စင်ဦးတို့အိမ်မှာဝင်နာပြီးရေချိုးကြသည်ရေချိုးခါနီးမှာရှက်အင်းကြီးချွတ်ပြီးကလထိုင်လက်တန်းပေါ်တင်ထားခဲ့သည်အဲ့ဒီမှာထွက်ကြခဲ့လေသလားဒါဆိုလျင်တော့ကျော်စင်ဦးတို့အိမ်ကလူတွေတွေ့သွားတော့မည်မတော်တဆဘာသာပါလိမ့်ဆိုပြီးဖောက်ဖက်ကြည့်လျင်အခက်ပဲလူကြီးတွေတွေ့သွားလျင်မကောင်းကျော်စင်ဦးတွေ့သွားလို့လည်းမဖြစ်သူသည်စိတ်ထဲမှာမတင်မကြကြီးဖြစ်နေတော့ကြောင့်နိမ့်နိမ့်ချိုက်ချိုက်အိမ်မပျော်ပဲဖြစ်နေရ၏မနက်6 နာရီလောက်ထပြီးထွက်လာခဲ့သည်လမ်းရောက်မှစဉ်းစားမိ၏ဒီအချိန်ကျော်စင်ဦးအိယာကနိုးမှမဟုတ်သည်နှိုးပြီးမေးလို့လည်းမဖြစ်စာကသူ့အိမ်မှာကြားခဲ့တာမဟုတ်လျင်တတ်ကိုဘာသာဖော်ကောင်လုပ်တယ်လို့ဖြစ်နေမည်သူ့အိမ်မှာကြားခဲ့တယ်ပဲထားဒီလောက်ရေးတကြီးလာမေးတဲ့အတွက်မတင်ကားဖြစ်နိုင်၏ထို့ကြောင့်လက်ဖက်ရည်ဆိုင်ဝင်ထိုင်၍နံပြားနှင့်လက်ဖက်ရည်စားတော့ရင်အချိန်ဖြုံးနေလိုက်သည်တကယ်လို့စာကိုကျော်စင်ဦးကဖွင့်ဖတ်ကြည့်ပြီးပြီဆိုလျင်တော့အမှန်တိုင်းဝန်ခံလိုက်ရုံသာရှိသည်ထို့အခါသူတို့ကိုစောစောကဖွင့်ဟမတိုင်ပင်ရကောင်းလားဟုအပြစ်တင်ခြင်းတင်မည်ဒါတော့မတတ်နိုင်သူ့အကျင့်ကိုကဒါမျိုးကိစ္စမှာဘယ်သူကိုမှကြိုတင်အသိမပေးခြင်းသူ့စိတ်ကူးသူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာလှုပ်ချင်သည်လက်ဖက်ရည်တောင်းရင်းကတခုသွားတွေးမိပြန်၏တကယ်လို့စာကကျော်စင်ဦးအိမ်မှာကြံခဲ့ပြီးကျော်စင်ဦးကလည်းဖွင့်ဖတ်ပြီးပြီဆိုရင်ဒီကောင်မနေ့ကလေးက
အိမ်ကိုလာပြောမှသိကြသည်စာကိုမတွေ့ကြသေးလို့များလားစာကအင်ကြီးအိတ်ထဲကထွက်ကြပြီးစပွဲတွေဘာတွေအောက်ရောက်သွားလို့လားကျော်စင်ဦးမနိုးခင်သွားပြီးဧခန်းထဲရှာကြည့်လျင်ကောင်းမည်ဟုစိတ်ကူးရသည်သူတို့အမေကစောစောနိုးတတ်တော့အိမ်တကားဖွင့်ပြီးနေလောက်ပြီသူလက်ဖက်ရည်ဆိုင်မှထပြီးထွက်လာခဲ့သည်ကျော်စင်ဦးတို့အိမ်ရှိအရောက်တွင်ချင်းနောင်ကလေးဆွဲပြီးဈေးသွားဖို့ထွက်လာတော့ကျော်စင်ဦးတို့အမေနှင့်စုံသည်ဟဲ့မောင်ဆိုးချစ်စောစောစီးစီးပါလားဟုတ်ကဲ့ကျော်စင်ဦးနိုးပြီလားတော်မင်းတငယ်ချင်းဘယ်တော့မှများဒီချိန်ထဘူးလို့လေကိစ္စရှိရင်တော့ဝင်သာနှုတ်လိုက်တော့ပြောပြီးထွက်သွားသည်စိုးချစ်အိမ်ထဲဝင်သည်ဘယ်သူမှမနိုးကြသည်စိုးချစ်သည်အခန်းထဲမှာဟိုဟိုဒီဒီလိုက်ရှာသည်စက်တီခုံတွေအောက်ဇပွဲတွေအောက်ငုံကြည့်သည်မတွေ့ရေဒီယိုကက်ဆက်တင်ထားသောဇပွဲပုတ်ကလေးအောက်ကိုငုံကြည့်နေတော့ဟိတ်ကောင်ဘာလုပ်နေရလဲဆိုတော့ချော်စင်ဦး၏အတန်ကိုကြားလိုက်ရသဖြင့်လန့်သွား၏စိုးချစ်မှာကုန်းကုန်းကွက်ကွက်ကြီးဖြစ်နေ၏သူကရှက်ရည်ရဲလိုက်ပြီးမှထားရက်လိုက်သည်ဟိုဟာကွာမနေ့ကဒီမှာဟိုဥစ္စာမြန်ကြကြံနေခဲ့သလားလို့ဘာလဲစားတစောင်းလားဟာဟုတ်တယ်မင်းတွေ့ထားရလားအေးတွေ့တယ်စိုးချစ်ကကျော်စင်ဦးကိုအကဲခတ်သည်တိတ်ထူးထူးခြားခြားမဟုတ်သောမျက်နှာထားကိုတွေ့ရသည်စာကိုဖွင့်ဖက်ရသေးဟန်မတူထို့ကြောင့်အေးကွာအဲ့စာအရေးကြီးတယ်ငါတို့ဖေရဲ့စာကွာဟုဖြီးလိုက်သည်ကျော်စင်ဦးမျက်မှောင်ကုပ်လိုက်ပြီးဟာအဲ့ဒါဆိုရင်တော့ဒီစာကိုမင်းတို့အမေမမြင်စေနဲ့တွေ့သွားလို့ကတော့မိုးမိလောင်ပါပဲမင်းတို့အဖေကလည်းဒီအရွယ်ကြီးရောက်မှရေးစားစာရေးရတယ်လို့ဘာဟိကောင်မင်းစာကိုဖတ်ပြီးပြီပေါ့ကျော်စင်ဦးကရဲလိုက်ပြီးအေးလေစာပေါ်မှာလိပ်စာလဲတက်မထားတော့ဘသူစာမှန်သိရအောင်ဖောက်ဖက်ကြည့်ရတာပေါ့ကွာကြပြားဆရာလို့မပြောရဘူးစာသားတွေကတိတ်မိတာပဲဒီစာကိုဖတ်ရတဲ့ဘယ်မိန်းကလေးမဆိုပြန်မချစ်ပဲနေနိုင်မှာမဟုတ်ဘူးစိုးချစ်ရှက်သွားသည်ပြီးမှအေးလေမင်းသိသွားပြီဆိုတော့လေပြီးရောပေါ့တခြားလူတွေကိုတော့ရှောက်မပြောပါနဲ့ကွာပြီးတော့အဲ့ဒီစာရောငါ့ကိုပြန်ပေးလေကွာပြန်ပေးလို့မရတော့ဘူးတက်ဆိုင်တဲ့သူစီပို့လိုက်ပြီဘာဘသူစီကိုလဲစာထဲမှာမေးလို့မင်းညွှန်းထားတဲ့လူစီကိုပေါ့အဲ့ဒါမနေ့ကပဲဝိုင်းဝိုင်းကတက်ဆင့်ပေးခိုင်းလိုက်ပြီဘသူစီပေးခိုင်းတာလေဘသူရှိရမလဲကွာဦးကြောင်ကြောင်လုံနေပြန်ပြီခင်မေတစ်စီကိုပေါ့ဘာခင်မေတစ်စိုးချစ်တကိုယ်လုံးထူပူသွားသည်အဖြစ်ပြက်ကိုလည်းချက်ချင်းသဘောပေါက်လိုက်သည်စာထဲမှာသူကမေရီအောင်ကိုမေဟုသုံးနှုန်းထားသည်ဒါကိုကျော်စင်ဦးကမေဆိုတာခင်မေတစ်ကိုဆိုလိုတာပဲဟုအတက်ဆွဲပြီးစာကိုခင်မေတစ်စီပို့ခိုင်းလိုက်ခြင်းပင်ဖြစ်လေသည်ဟာမင်းဘာလျှောက်လို့တာလဲစိုးချစ်ကထိတ်ထိတ်ပြပြပြောတော့ကျော်စင်ဦးကစိတ်မပူစမ်းပါနဲ့ကွာခင်မေတစ်ကမင်းကိုစိတ်ဝင်စားနေတယ်ဆိုတာအတိအသာကြီးပါမင်းကလေးမို့လို့ဒါသူ့ဘက်ကစပြီးဖွင့်မပြောတာမဟုတ်သေးပါဘူးကွာဟဲ့ကောင်ရှက်မနေနဲ့မင်းဘာသာဆိုဟိုစဉ်းစားဒီစဉ်းစားနဲ့တော်တော်နဲ့စားပေးပြမှာမဟုတ်ဘူးဒါကြောင့်ငါတို့ကဝင်ကူညီပေးရတာငါတို့ကိုကျေးဇူးတော်တင်တဲ့တယ်စိုးချစ်မှာဘာပြန်ပြောရမှန်းမသိအောင်ဖြစ်နေ၏ကျော်စင်ဦးကိုငေးကြောင်ပြီးကြည်နေမိသည်အုံနောက်ထဲမှာတော့အတွေးတွေရှုပ်ထွေးပွေလီနေသည်ထို့စဉ်မှာပင်မင်းတီဟာဝိုင်းဝိုင်းနှင့်နမ်းမွေးတို့အိမ်မော်တက်လာသည်ဝိုင်းဝိုင်းကအမေကိုတော်ချောကဒါမျိုးတော့တဲဝရိယကောင်းပါလားမင်းအိမ်ကိုငါတို့ရောက်ခဲ့ပြီးပြီကွအပြင်ထွက်သွားပြီဆိုလို့ဒီမှာရှိမှာပဲဆိုပြီးလိုက်လာတာမင်းတီဟာကပြောသည်နမ်းမွေးကလည်းအားလုံးလူဆောင်တော့ပိုကောင်းတာပေါ့ဟာစိုးချစ်သည်ခုပြောနေတာသူ့ကိစ္စမဟုတ်တလို့ရောင်ချချကြီးဖြစ်နေ၏ဝိုင်းဝိုင်းကကဲတရင်ကောင်းပါလေဟဲ့အမေဒါတော့ကောင်းမကအချိန်ယူစဉ်းစားပြရစေအောင်ဘာညာနဲ့အိုက်တင်ခံနေသေးတယ်ငါကဒီလူနဲ့ဒီလူဘာစဉ်းစားနေစရာလိုလဲဝမ်းသာစရာရှိရင်စောစောဝမ်းသာပါစေလားလို့တိုက်တွန်းတော့မှစာပြန်ရေးပေးလိုက်တာရော့စိုးချစ်ကိုစာတစ်စောင်လှမ်းပေးသည်စိုးချစ်သည်ထိုစာကိုတ
တရားရုံးမှပို့လိုက်သောစင့်ခေါ်စာကိုလက်ခံရတော့မှကဲ့သို့တုံဆိုင်နေသည်ဟာဘလို့ဖြစ်တာလဲယူပါဟာမင်းကလည်းခုမှရှက်နေပြန်ပြီမင်းကလေးဘက်ကရှက်ဖို့လဲထားပါဦးတငယ်ချင်းတွေအမြင်မှာတော့စိုးချစ်သည်ရုတ်တရက်ဖြစ်ပေါ်လာသောကိစ္စကြောင့်ဝမ်းသာလုံးဆို့ပြီးရောင်တိရောင်ချဖြစ်နေတာဟုထင်သည်အားလုံးသိကုန်လို့ရှက်နေတာဟုလည်းယူဆသည်ကဲရော့လေဝိုင်းဝိုင်းကစာကိုစိုးချစ်လက်ထဲထည့်ပေးလိုက်သည်စာအိတ်ပေါ်မှာငှက်ကလေးနှစ်ကောင်ရှင်တွဲပြန်နေပုံရိုက်နှိပ်ထားသည်စိုးချစ်သည်စာအိတ်ကိုငေးကြောင်ကြည့်နေ၏ဟဲ့ကစာကိုဖတ်ကြည့်လေကွာမင်းဒီဟာကလောသည်စိုးချစ်ကမတုံမလုံးမင်းမဖတ်ရင်ငါဖတ်ပြမယ်ပေးကျော်စင်ဦးကစာအိတ်ကိုလှမ်းဆွဲမြည်ပြုသည်နမ်းမွေးကဟဲ့နင်းနဲ့ပါဆိုင်လို့လေကာယကံရှင်သူ့ဘာသာဖတ်ပါစေပေါ့ကဲစိုးချစ်ဖွင့်ဖတ်ဟာပြီးရင်ငါတို့ပြောပြအိမ်ရောက်မှဖတ်မယ်ပြောပြီးထထွက်လာခဲ့၏ကြံခဲ့တဲ့လူတွေကတော့တော်တော်ရှက်တတ်တဲ့ကောင်ဟုပြောရင်းရေမောနေကြပြီလိမ့်မည်အိမ်ရောက်တော့စာကိုဆွဲဆုပ်ပြလိုက်မည်ဟုစိတ်ကူးသေးသည်ဆွဲဆုပ်လိုက်ုံနဲ့ကောအထဲမှာရေးထားတဲ့အကြောင်းချင်းရာတွေကပြက်ပြဲသွားမှာတဲ့လားစာကိုစပွဲပေါ်ပြစ်တင်ထားလိုက်သည်ဘာလုပ်ရမလဲခုချိန်မှာတော့ဘာမှလုပ်လို့မရလမ်းပေါ်ပြေးထွက်ပြီးမဟုတ်ဘူးမဟုတ်ဘူးဟုအော်လိုက်ခြင်းသည်စပွဲပေါ်ကစာကိုလှမ်းယူလိုက်ပြန်သည်ဒီစာကိုမဖတ်ဘဲထားခြင်းဖြင့်ပြဿနာပြေးလဲစရာအကြောင်းမရှိခုကိစ္စကိုရင်ဆိုင်ဖို့အတွက်ပထမခြေလှမ်းမှာစာကိုဖောက်ဖက်လိုက်ဖို့ပင်ဖြစ်၏စာအိတ်ကိုဖောက်သည်အပြာနုရောင်စာရွက်ကိုဖြန့်လိုက်သည်စိုးချစ်အချိန်ယူပြီးစဉ်းစားရင်လဲဒီအဖြေပဲရမှာပဲဆိုတာအသေးချာမှုအမြန်ဆုံးစာပြန်လိုက်ပါတယ်အမှန်တိုင်းဝန်ခံရရင်ငါအတွက်တော့နင်းရဲ့စာဟာနောက်ကျနေတယ်လို့တောင်ထင်မိပါတယ်နင်းမမေးခင်ကတည်းကငါဖြေခဲ့ပြီးသားပါစိုးချစ်ရဲ့နင်းကငါသိချစ်ပါတယ်မေ MC ကုမ္ပဏီကအလွန်စီကံတင်ကျက်သည်သတ်မှတ်ထားသောအလုပ်ခွင်စီကံကိုအတိအကျလိုက်နာရသည်ထို့အပြင်ကုမ္ပဏီတထေးဒေါ်ခင်မေတင်း၏နှုတ်မှအခါအားလျော်စွာထွက်ပေါ်လာသောစီကံချက်များကိုလည်းလိုက်နာဖို့တာဝန်ရှိ၏ဥပမာဟိုတစ်ခါဖြစ်ခဲ့သလိုရုံးခန်းထဲမှာဂန်းငေါ်ပန်းမပန့်ရယူမလာရဆိုတာမျိုးဒေါ်ခင်မေတင်းသည်မျက်နှာထားအလွန်တင်းသည်ဝန်ထမ်းတွေနှင့်ဆက်ဆံရမှာရှင်းရှင်းပြတ်ပြတ်ပြောဆိုတတ်သည်သူပြုံးရတာကိုတွေ့ရခဲ့သည်အလုပ်ကိစ္စနှင့်ပတ်သက်၍အလျှော်ပေးလိုက်ရောရမည့်ပုံကိုမျိုးနှင့်ဆက်ဆံရမှာတော့ခက်တီတီခက်မမှန်ပြောဆိုလေရှိ၏ရုံးခန်းထဲမှာဆိုလျှင်သူရှိနေတဲ့အချိန်မှာဝန်ထမ်းများသည်ကျောင်းအုပ်ကြီးရှိရောက်နေသောကျောင်းသားကျောင်းသူများလိုငြိမ်ကုတ်နေကြရ၏သူစူရာကျိန်းနာကိုမခံရဘူးသောဝန်ထမ်းဟု၍ညာဆောင်အဖိုးကြီးတယောက်သာရှိ၏အတွင်းရေးမှုမှလေးဆိုလျှင်တနေ့အနည်းဆုံးတစ်ခါလောက်တော့အငေါက်ခံရတတ်၏ဒီလိုအခြေအနေမျိုးရှိတော့လေကုမ္ပဏီဝန်ထမ်းများကစွန့်ခွာသွားခြင်းမျိုးမရှိဘဲဆွဲဆွဲမြဲမြဲလုပ်ကြသည်အကြောင်းကတော့ဒေါက်မေတင်း၏အတွင်းစိတ်သဘောထားမှန်ကန်ကြောင်းသိကြသောကြောင့်ဖြစ်၏နောက်တစ်ချက်ကတော့လာစာကောင်းကောင်းရခြင်းနှင့်တခြားအခွင့်အရေးတွေလည်းရရှိနေကြသောကြောင့်ဖြစ်၏နှစ်ပတ်လည်စုကြေးအပြင်လုပ်ငန်းတစ်ခုအောင်မြင်သောအခါအထူးစုကြေးဆိုတာရသေးသည်ဝန်ထမ်းများ၏ကျန်းမာရေးလူမှုရေးကိစ္စတွေကိုလည်းအထူးဂရုစိုက်ဆောင်ရွက်ပေးတတ်သည်ထူးခြားတာတစ်ခုကတော့ဒေါက်မေတင်းသည်စုံတစ်ခုအလိုမကျတဲ့အခါတယုံလုံးကိုခေါင်းမဖော်ရဲလောက်အောင်စူပူကျိမ်းမောင်းတတ်သည်ဘယ်သူမှတုတ်တုတ်မလုပ်ရဲကြထို့နောက်အတန်ကြာတဲ့အခါမှာတော့ဝန်ထမ်းအလုံးအတွက်လက်ဖက်ရည်သို့မဟုတ်အေးပလင်းများရောက်ရှိလာတတ်ခြင်းပင်ဖြစ်လေ၏အေးကိုကျော်ရောက်နေပါတယ်မမအတွင်းရမှုမလေးကလာပြောသည်အေးလွှတ်လိုက်ခဏအကြာတွင်သပင်ဆုပ်ဖွာအဝေးစားမတက်မရက်ဝတ်ထားသောလူရွယ်တယောက်ဝင်လာပြီးစပွဲရှိမှရက်သည်
ထိုင်လေးမောင်ကျော်ဟိုခင်မေတင်းကခွင့်ပြုတော့မှလက်ထဲကစက်ကိုလိတ်ကြီးကိုဇပွဲပေါ်တင်ပြီးကလထိုင်မှဝင်ထိုင်သည်ကဲပြောပါအောင်အခြေအနေဟုတ်ကဲ့မမပြောတဲ့မြေကွက်ကိုကျွန်တော်စုံစမ်းကြည့်ပြီးပါပြီမြေက3ဧကလောက်ကျဲပါတယ်ခင်မေတင်းကခေါင်းငိမ့်သည်မောင်ကျော်ကဆက်လက်၍အဲ့ဒီမြေကွက်ကဟိုရင်ဒုတိယကမ္ဘာစစ်မဖြစ်ခင်တုန်းကမြန်မာတထေးတယောက်ပိုင်ခဲ့တာပါပြောကစားထွက်ရင်အသုံးပြုဖို့လို့သိရပါတယ်အဲ့ဒီတထေးကစစ်အတွင်းမှာဆုံးသွားပါတယ်အဲ့ဒီနေရာကဟိုရင်ကတော်တော်ခေါင်ပြီးလူနေရက်ကွက်နဲ့လည်းတိတ်မနီးတော့တန်ဖိုးလည်းမရှိလာပါဘူးဒါကြောင့်တထေးရဲ့အမွေဆက်ခံသူတွေကလည်းစိတ်ဝင်စားတော့ပဲပစ်ထားခဲ့တာပါဆက်ပြောပါအောင်ဟိုရင်ကလာကစားခြံစောင်းတစ်ယောက်ရှိပါတယ်နောက်ပိုင်းအဆက်အသွယ်ပြတ်သွားတဲ့အခါမှာခြံစောင်းကအဲ့ဒီမြေပေါ်မှာဟင်းသီးဟင်းရွက်စိုက်ခင်းလုပ်ပြီးအသက်မွေးပါတယ်နောက်သူသားသမီးတွေအိမ်အောင်ခွဲတာရဲ့ဆွေမျိုးနှိစက်တွေလာရောက်အခြေချတာရဲ့ကြောင့်အဲ့ဒီနားတစ်ဝိုက်မှာတဲအိမ်စုတွေဖြစ်လာပါတယ်အဲ့ဒီအကြောင်းတွေမင်းဘယ်လိုလုပ်သိတယ်လဲခင်မေတင်းကစကားထောက်လိုက်သည်ဒီလိုပါခြံစောင်းကြီးကအခုထိရှိနေပါသေးတယ်အသက်80ကျော်90နီးပါးရှိနေပါပြီသူပြောပြလို့သိရတာပါပိုင်ရှင်ရဲ့အဆက်အနွယ်တွေကရောခြံစောင်းအဖိုးကြီးစီကရတဲ့အချက်လက်ကတဆင့်စုံစမ်းလိုက်တော့အဲ့ဒီတထေးမှာသားတစ်ယောက်ပဲရှိခဲ့တယ်သူ့မှာသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်သူကအင်းစိန်မှာနေတဲ့ဝန်ထမ်းပဲသမီးကတော့သူ့အိမ်တော်နဲ့သူဓာတ်ဦးမှနေပါတယ်မောင်ကျော်ဆောင်ရွက်ထားပုံမှာစိတ်ကျေနပ်စရာပင်ဖြစ်၏ခုလိုကိစ္စမျိုးတွေမှာအမွေဆက်ခံသူကိုရှာရတာအတော်မလွယ်ကူသောကိစ္စဖြစ်၏ဒါဆိုအဲ့ဒီနှစ်ယောက်ကဒီမြေကွက်ကိုအမွေဆက်ခံပိုင်ခွင့်ရှိသူတွေပေါ့သူတို့နဲ့မင်းတွေ့ပြီးပြီမဟုတ်လားဟုတ်ကဲ့ကျွန်တော်ဓာတ်ဦးထိလိုက်သွားပါတယ်ဒီမြေကွက်ပေါ်မှာအင်အားစီမံကိန်းလုပ်မယ်သူတို့လည်းအထိုက်လျောက်အကျိုးခံစားခွင့်ရှိမယ်လို့ပြောပြတော့သူတို့ကဝမ်းသာအားရပဲလက်ခံကြပါတယ်အမွေထိန်လက်မှတ်ရဖို့ကိုလည်းကျွန်တော်တို့ကပဲလိုက်စစ်စင်ပေးမယ်လို့ပြောခဲ့ပါတယ်လက်ရှိမြေပေါ်မှာနေနေတဲ့လူတွေရဲ့သဘောထားကရောခြံဆောင်အဖိုးကြီးကတဆင့်တီးခေါက်ကြည့်တော့တဲအိမ်စုကလူတွေကလည်းတင့်တော်တဲ့ရော်ကြီးရရင်ဆင်းပေးမယ်လို့သိရပါတယ်သူတို့ကဘလောက်လောက်လိုချင်တယ်လို့ခန့်မှန်းတယ်လေတအိမ်ထောင်9သိန်းလောက်ရရင်ဖြစ်နိုင်တယ်လို့ကြားရပါတယ်အဲ့ဒါ6သိန်းစီပေးမယ်လို့ပြောလိုက်ခမညာကျွန်တော်တခုတင်ပြပါရစေဒီနေရာကတိတ်ပြီးဖွံ့ဖြိုးသေးတဲ့နေရာမဟုတ်သေးဘူးခမညာအကျိုးအမြတ်ကတိတ်သေးကြတာမဟုတ်ဘူးအဲ့ဒီလောက်ပေးမယ်ဆိုရင်ခင်မေတင်းကမျက်လုံးတစ်ချက်လှန်ကြည့်လိုက်သည်မောင်ကျော်ပြောလက်ဆစကားရက်သွား၏ပြီးမှဟုတ်ကဲ့မမပြောတဲ့အတိုင်းကျွန်တော်ပြောပြလိုက်ပါမယ်ထို့နောက်မောင်ကျော်ကစက်ကူလေးကြီးကိုဖြန့်၍ခင်မေတင်းရှေ့မှာချပြပြီးဒါကမြေကွက်ပေါ်ကအနေထားကိုပုံညမ်းဆွဲထားတာပါတဲအိမ်စုတွေကဒီမှာလမ်းမကြီးကဟော်ရီဟာဒါကဈေးဘက်ကိုထပ်တဲ့မြေနီလန်းကလေးခင်မေတင်းကမြေပုံကျန်းကိုစိတ်ဝင်စားစွာကြည့်နေသည်ထို့နောက်မင်းရဲ့ပုံကမပြည့်စုံသေးဘူးဆိုပြီးဘောပင်တစ်ချောင်းကိုယူသည်မြေပုံပေါ်ရှိတနေရာကိုထောက်ပြပြီးမြေနီလန်းကလေးရဲ့ဘေးဟော်ရီနေရာလောက်မှာရေတွင်းဖြက်ကြီးတစ်ခုရှိတယ်အဲ့ဒီဘေးမှာဂန်းကော်ပင်ကြီးတစ်ပင်ရှိတယ်ဟုတ်လားမောင်ကျော်မျက်လုံးပြူသွား၏ဘယ်တော့မှများသွားကြည့်ထားလိုက်ပါလေတိတ်မချောင်ဘူးဟုတွေးရင်ဟုတ်ကဲ့ရှိပါတယ်ကျွန်တော်ကလမ်းနဲ့အိမ်တွေရဲ့အနေအထားကိုပဲအဓိကတင်ပြထားတာပါအဲ့ဒီရေတွင်းနဲ့ဂန်းကော်ပင်ကတိတ်အရေးမကြီးဘူးထင်လို့ဘာဖြစ်လို့အရေးမကြီးရမှာလဲခင်မေတင်းကဖြတ်ပြောသည်သူ့လေတံကနည်းနည်းဆက်သွား၏မောင်ကျော်လန့်သွားပြီးနောက်ကိုကျွန်တော်ဂရုစိုက်ပါမယ်ဟုအမြန်ပြောလိုက်၏ခင်မေတင်းကလေတံကိုပြန်လျှော့ပြီးထားပါတော့တခါတလေကြတော့အသေးဖွဲလို့ထင်တာကလည်းအရေးကြီးချင်ကြီးနေတတ်တယ်ဆိုတာမှတ်ထားပေါ့ဟုတ်ကဲ့ကဲဒီတော့ဒီ project ကိုမင်းမဲ့အစအဆုံးတာဝန်ယူလုပ်ရမယ်မင်းလက်ရှိကိုင်နေတဲ့ site ကိုခင်းလက်ဝင်ကိုလွှဲပစ်လိုက်မင်းကတော့ဒီကိစ္စတစ်ခုတည်းကိုပဲဖိဖိစီစီအာယုံစိုက်ပြီးတော့ရုံးကိုရှောက်ဖို့ကိစ္စဟိုမောင်နှမ2ယောက်အတွက်အမွေဆက်ခံခွင့်ရှောက်ဖို့ကိစ္စတွေကိုဥပဒေအကျိုးဆောင်ဥမမောင်အေးနဲ့တိုင်ပင်ပြီးလို့ဟုတ်ပြီလားဟုတ်ကဲ့ခင်ဗျမောင်ကျော်သည်အရက်ကြိုက်တတ်တာကလွဲလျင်အလွန်တော်သောအင်ဂျင်နီယာလေးတစ်ယောက်ဖြစ်၏အရက်တောက်တာကတော့သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်၏အလုပ်ကိုထိခိုက်လောက်အောင်တောက်ချင်းမဟုတ်သဖြင့်ခွင့်လွှတ်ထားရ၏အလုပ်ချိန်အတွင်းမှာတော့တောက်ခွင့်မပြုကျွန်တော်ကိုခွင့်ပြုပါအောင်မောင်ကျော်ထရက်လိုက်သည်ခင်မေတင်းကလက်ကပြလိုက်ပြီးရုံနှင်းပြောတယ်လီဖုန်းဖြင့်ငွေစင်းမှုစီဖုန်းဆက်သည်မောင်ကျော်ကိုငွေ9000ထုတ်ပေးလိုက်ပါမဟုတ်ဘူး
ကျမရဲ့အသုံးစရိတ်နဲ့ထည့်လိုက်ဖုန်းချပြီးနောက်ကဲမောင်ကျော်မင်းငွေစင်းမှုစီက9000ယူသွားဘာအတွက်လဲမမမင်းသိပ်ပင်ပန်းသွားပြီဒီညနေစားတော့ဆိုင်တစ်ဆိုင်မှာသွားအနားယူလိုက်ပေါ့မောင်ကျော်ခေါင်းညှိပြီးလှည့်ထွက်မြည်အပြူတိတ်လဲမလွန်စေနဲ့အောင်နော်ခုချိန်မှာသွားတစ်ချောင်းဆိုင်ရတဲ့ဇရိတ်ကနဲတာမဟုတ်ဘူးမောင်ကျော်တွန့်ငနေဖြစ်သွား၏တခါကတငယ်ချင်းမင်္ဂလာဆောင်ညမှာတောက်တာနည်းနည်းများသွားသည်အိမ်အပြန်ချော်လဲပြီးရှေ့သွားတစ်ချောင်းကျိုးသွားသဖြင့်ပြန်ဆိုင်ခဲ့ရတာကိုရင်းညွှန်းလိုက်ခြင်းဖြစ်ကြောင်းသိလိုက်၏မလွယ်ဘူးသူအကုန်သိနေတာပဲတွေးလိုက်မိ၏မောင်ကျော်ထွက်သွားပြီးနောက်ခင်မေတင်မြေပုံချမ်းကိုတစ်ခါထပ်ကြည့်လိုက်သည်စောစောကသူစောပန်နှင့်ချဲထားသောနေရာကိုတွေ့ပြီးစိုက်ကြည့်နေသည်အဝိုင်းတံလေးတစ်ခုနှင့်ဘေးတွင်ဒေါင်းလိုက်မြင်းချောင်းလေးနှစ်ချောင်းချစ်ထားသောတစ်ပင်သင်္ကေတပုံလေးတစ်ခုဒါတွေကသိအရေးမကြီးဘူးထင်လို့ပါတဲ့ဟုတ်ကဲ့ပါရှင်ဂန်းခွန်ဒီအပိုင်း7ကိုဒီနေရာမှာခေတ္တခဏရန်နာခွင့်ပြုပါရှင်အပိုင်း73ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ကျမတို့ရဲ့ channel လေးကိုနားဆင်အားပေးနေကြတဲ့တော်လှန်ပြည်သူတဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်